နောက်ဆက်နေကြတဲ့ချစ်မိတ်ဆွေများအားလုံးပဲမင်္ဂလာပါရှင်ဒီကနေ့မှာဆိုရင်တော့အရင်တစ်ပတ်ကဖတ်ပြပေးသွားတဲ့ရွှေလန်းညောင်အန်ရွာကလေးမှကြိုးဆိုပါသည်ဆိုတဲ့ဝိထုရှည်လေးရဲ့အပိုင်းဆက်ကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်စာရေးဆရာကတော့ခဲတံဖြစ်ပါတယ်ကျမကတော့တော်သစင်မိုးပါရှင်အခန်း3နှစ်ချက်အိမ်မောကြနေတော့မှာပဲဖျားရှိခိုးတဲ့အကျယ်ကြီးကိုယွန်းသားရဲ့ခေါင်းရင်းကနေကြားလိုက်ရသည်ဘလောက်အထိကျဲလဲဆိုရင်ယွန်းသားရဲ့နားနားကိုကပ်ပြီးရှိခိုးနေတဲ့အတိုင်းပါပဲသူမလည်းဆက်ခနဲလန့်နိုးလာပြီးဆက်ပြီးအိမ်မရတော့တဲ့အစုံခေါင်းကိုတပြင်းပြင်းနဲ့ကုပ်ရင်းသာထထိုင်နေမိတော့သည်ဖျားရှိခိုးတာဒီလောက်အကျယ်ကြီးရှိခိုးဖို့လိုလို့လားစိတ်ထဲမှာအဲ့လိုတွေးလိုက်မိတယ်ဒါပေမဲ့တွေးပြီးချင်းမှာပဲငါများငရဲကြီးနေမလားဆိုတဲ့အတွေးကဝင်လာတယ်။ယွန်းတာဆက်ခနဲနိုးလာပြီးနိုင်ကိုကြည့်လိုက်တော့မနက်9 နာရီညခရီးပန်းလာလို့လားမသိအဖွားတို့နဲ့ညစာစားပြီးတော့ချက်ချင်းကြီးကိုအိမ်မောကျသွားခဲ့တာ။အခုဖះရှိခိုးနေတာဘသူများပါလဲဆိုပြီးအာယုံစိုက်နားထောင်ပြီးတော့ရင်းရင်းနီးနီးကြီးကိုကြားဘူးနေရပါပဲ။သုံးဘိန်းနဲ့ကိုခန့်အောင်ရဲ့အတန်သူ့ရဲ့ပထန်းရွတ်နေတဲ့အတန်တွေကိုပါဇက်တိုက်ကြားနေရတယ်။ပထန်းကိုရွတ်တဲ့နေရာမှာအရန်ကြီးမြန်နေရမျိုးမဟုတ်ပဲထန်ဂရိုင်းကြကြဖြည်းဖြည်းနဲ့မမှန်ရွတ်နေရမျိုးယွန်းတာလည်းပထန်းရွတ်တံကိုနားထောင်နေမိရင်မေကနေအိပ်ပျော်မလို့ဖြစ်သွားတယ်အမလေးဟဲ့ဒါပေမဲ့ကျေးစီတံကိုဆက်ခနဲထူလိုက်တော့ယွန်းတာမျက်လုံးမှာပြူသွားပြီးလန့်သွားရတယ်အားလုံးကြားသမျှအမြမြင်သမျှတိသမျှအားလုံးအမြယူတော်မူကြပါကုန်သောသာဓုအမလေးဟဲ့အညာသားတွေဖះရှိခိုးတာဒီလိုအကျယ်ကြီးတွေပဲလားယွန်းတာလည်းဆက်ပြီးအိတ်လို့မရတော့တဲ့အဆုံးရေစာလာတာနဲ့ထပြီးရေတောက်ဖို့ပြင်ရတယ်ကလောမှဆိုရင်ဒီအချိန်ဆိုတာစောင့်ချုံပြီးတော့ကွေးလို့အကောင်းဆုံးအချိန်သူမဆိုရင်နေမြင့်မှကြီးထားတာဒီရွှေလန်းညောင်အိမ်ရောက်မှမနဲ့အစောကြီးထားနေခဲ့ရပြီအခန်းအပြင်ဘက်ကိုထွက်လိုက်တော့အဖွားတို့တအိမ်လုံးကနိုးနေကြတယ်အန်နီတူးဆိုရင်အိမ်တော်ဖေးဘက်ကမိဖို့ကြောင့်မှအလုတ်ရှုပ်နေရပါပဲအဖွားတို့ကအစောကြီးနိုးနေကြလားအဖွားကသူမကိုလှမ်းကြည့်ရင်ဒီအချိန်ရောက်မစောတော့ပါဘူးတော့မကြခင်ရွာဦးဖုန်းကြီးเจ้าကတန်ဃာတွေတောင်စွန့်ခံကြတော့မှာအလုတ်သမားတွေတောင်ခြံထဲဆင်းကုန်ကြပြီညီလည်းနောက်နေ့အစောထားရမယ်ဒီနေ့ကသာခရီးပန်းလာမယ်ထင်လို့မနှိုးပဲထားတာအဖွားကလည်းအခုတော့ခေါင်းရည်ကဖះရှိခိုးတဲ့အကျယ်ကြီးကြားလို့နိုးလာတာအေးရဝသေးတာမဟုတ်ဘူးဘဲ့နဲ့ဖះရှိခိုးတာအကျယ်ကြီးဟဲ့စောစီအခုတို့ဖြစ်အောင်သူများကိုရှောက်ပြောမနေနဲ့မောင်ခန့်တော်ကဒီအချိန်ဆိုအမြဲတမ်းဒီလိုပဲဖះရှိခိုးနေကြညီလဲနောက်နေ့တွေမနဲ့အစောထားပြီးဖះရှိခိုးရမယ်အဖွားပြောနေရတွေကိုယွန်းတာလည်းဘာမှဆက်မငင်းနေတော့ပဲမျက်နှာတက်သွားတိုက်ဖို့အိမ်ရှိကအုတ်ကန်စီကိုသွားလိုက်တယ်အိမ်ပြင်ကိုထွက်လိုက်တဲ့အချိန်မှာတော့ယွန်းတာရဲ့မျက်လုံးတွေကိုပင်မယုံကြည်နိုင်ခဲ့သူမမြင်လိုက်ရတဲ့မြင်ကွင်းကိုတန်တော်နဲ့ငေးမောနေခဲ့မိတယ်အဖွားတို့ခြံအရှိဘက်ကိုမျက်နှာမူထားတဲ့အိမ်ခြံအကျယ်ကြီးဖြစ်တာမို့အာယုံဦးရဲ့နေလင်းရောင်လေးကဟိုးအရှိမှိုင်းပြတောင်တန်းတွေကနေထိုးထွက်လာတာကိုလှပသေးသက်စွာမြင်နေရတယ်ပြီးတော့မြင်နေရတဲ့တမျိုးတစ်ခေါက်မှလည်းစိုက်ပျိုးခြံတွေအများကြီးအဲ့ဒီခြံတွေရဲ့မလန်းမကမ်းမှာကထန်းတော်တွေကိုပါတွေ့နေရတယ်ပြီးတော့ကျင်းငတ်တွေရဲ့အတန်တွေကိုလည်းတာယာပွဲကောင်းလောက်အောင်ကြားနေရတယ်လေတဖြည်းဖြည်းနဲ့သူမရဲ့စိတ်ကလေးတွေပိုးပြီးကြည်လင်လာခဲ့ရတယ်ဟိတ်ကလေးမနိုးပြီလားမျက်နှာတက်သွားတိုက်နေတော့ယွန်းတာကိုခေါ်လိုက်တဲ့အတန်ကြောင့်လန့်သွားရတယ်မော်ကြည့်လိုက်တော့ကိုခန့်အောင်ဆိုတဲ့ဟိုလူကြီးဒီဘက်ရွာတွေမှာရှိတဲ့ခြံစည်းရိုးလေးတွေဟာအုတ်နေရံတွေလိုကာထားတာမျိုးမဟုတ်ပဲတန်ဆူးကြိုးလေးတွေပဲကာထားခဲ့တာကြောင့်တစ်ဖက်နဲ့တစ်ဖက်ကလှမ်းမြင်နေရပါတယ်ဟုတ်ကဲ့ညအိပ်ပျော်ရဲ့လားကလေးမရဲ့ညအိပ်ပျော်တယ်မနက်မှအိပ်မရတော့တာဟာဟုတ်လားဘာဖြစ်လို့လဲဒီလိုပါပဲအိပ်မပျော်တော့လို့အမှန်ခမအာပြဲကြီးနဲ့ဖះရှိခိုးနေမှာတော့ဘလို့လို့အိပ်လို့ရတော့မှလဲဆိုပြီးပြောချင်ခဲ့တာပြောမကောင်းလို့ရဲ့ပြီးတော့ကျွန်တော်ကလေးမလို့မခေါ်ပါနဲ့ကျွန်တော်မှနာမည်ရှိရယ်နန်းခင်ယွန်းတာအဲ့လိုပြောတော့ကိုခန့်နောင်ကရီးတယ်လေသူရီးလိုက်တာလေးကခက်ဖလေးရီးလိုက်တာပါဒါပေမဲ့ညီညာနေရဲ့သွားဖွေးလေးတွေကလက်ခနဲပြေးပေါ်လာနေပါတော့တယ်မင်းကကိုထက်အသက်ငယ်မထင်လို့ကလေးမလို့ခေါ်လိုက်တာပါကွာကလေးမလို့မခေါ်နဲ့မကြိုက်ဘူး
အမလေးဗျာဟုတ်ပါပြီခြာတိတ်မရင်အဖွားခင်တို့လှမ်းပြောလိုက်ပါဦးရွာဦးเจ้าကတန်ဃာတော်တွေစွန့်ကန်ကြွလာပြီလို့ကိုလည်းစွန့်သွားလောင်းလိုက်အောင်ပဲကြည်စမ်းပါဦးယွန်းတာကိုကလေးမလို့ခေါ်တာမကြိုက်ပါဘူးပြောမှခြာတိတ်မဆိုပြီးရွေ့ခေါ်သွားတာနေမှာယွန်းတာလည်းဘာမှမပြောချင်တော့တာနဲ့အဖွားရင်စွန့်ကန်ကြွလာပြီတဲ့ယွန်းတာရဲ့အတန်ဝဲအတန်ဆူဆူလေးကြောင့်အဖွားကထွက်လာခဲ့တယ်ငါမြေမျက်နာရည်တွေကိုအမြန်သွားတုတ်ခဲ့အဖွားနဲ့စွန့်အတူတူလောင်းရမယ်ရှင်အော်ဟုတ်ကဲ့အဖွားမြန်လာခဲ့နော်အဖွားစောင့်နေမယ်အဖွားအဲ့လိုပြောတော့ယွန်းတာလည်းအခန်းထဲကိုအမြန်ပြေးကမျက်နှာတုပ်ပြီးအဖွားရှိရာနေရာသို့အပြေးပြန်ထွက်လာရတော့တယ်စွန့်ကန်ကြော့လာတဲ့တန်ဃာတော်တွေဟာအပား20လောက်ရှိမယ်ကိုရင်လေး9ပါးလဲပါတယ်ဘေးကနေစွန့်ကြိုက်တွေလိုက်ကင်ပေးတဲ့ဘုန်းကြီးကျောင်းသားလေးတွေကယွန်းတာအခုမှမြင်ဘူးလို့လားမသိကွက်ကြီးနဲ့ကြည်သွားကြတယ်ရွာတွေကအိမ်တိုင်းလိုထွက်ပြီးစွန့်နဲ့စွန့်ဟင်းတွေလောင်းနေကြတာကိုလည်းကြည်ညိုတရားပွားစွာတွေ့မြင်ရရောပါပဲယွန်းတာတို့ဘေးအိမ်ဘက်ကိုလှမ်းကြည့်လိုက်ချိန်မှာတော့ကိုခန့်အောင်လဲစွန့်ထွက်လောင်းနေတာစွန့်ကိုရိုးသေးနဲ့လောင်းလူနေပြီးတော့ရဟန်းတန်ဃာတွေကိုထီချင်း9ပါးနဲ့ကြော့နေတာပါပဲဒီဘဲကြီးကဘာသာတရားတော့အတော်လေးကိုင်းဆိုင်တာယွန်းတာစိတ်ထဲကနေဖြတ်ခနဲ့ချီကျူးမိလိုက်ပါသေးတယ်ရွာဦးကျောင်းကဆရာတော်ဖျားရဲ့စုပေးပြီးမှယွန်းတာနဲ့အဖွားကပေးရဲ့စုနဲ့ပြေးပါစေရှင်ဖျားဆိုပြီးလက်အုပ်ချီကြော့လိုက်ကြတယ်အခန်းလေးငါမြေညီချန်နဲ့ဆင်းအလုပ်လုပ်ရမယ်အဖွားပြောတဲ့စကားမှာယွန်းတာမျက်လုံးပြူးသွားတယ်ရွာကိုရောက်တာမှတရက်ပင်မရှိသေးဘူးအဖွားကအလုပ်ဆလုပ်ခိုင်းနေပြီအဖွားရဲ့တမီးကအဖွားစီအလဲလာတာလေဘာလို့အလုပ်လုပ်ရတော့မှလဲငါမြေးဖြစ်နေရင်တော့ငါအလုပ်လုပ်ပေးတဲ့နေလို့မထင်ဘူးလားအေးငါမရှိတော့ရင်ငါရဲ့ဒီခြံတွေနဲ့ဒီလုပ်ငန်းတွေကိုငါသွေးသားရင်းတွေစီပဲလွှဲပေးခဲ့ရမှာငါမြေးတယောက်အနေနဲ့ဒီလုပ်ငန်းတွေကိုနားလည်အောင်လုပ်ထားတဲ့နေလို့မထင်ဘူးလားအဖွားကလည်းအဖေနဲ့အမေရှိရပဲအဖေဦးစီးမှာပေါ့ညီဖေကဒီလိုစိုက်ပျိုးရေးလုပ်ငန်းတွေကိုဘယ်တော့မှစိတ်ဝင်စားခဲ့ဘူးလို့လဲဟုတ်လဲဟုတ်ပါသည်အဖွားရဲ့တူဦးတဲ့သောသားဖြစ်တဲ့ယွန်းတာရဲ့အဖေဟာအဖွားရဲ့စိုက်ခြံလုပ်ငန်းတွေကိုဘယ်တော့မှစိတ်ဝင်စားခဲ့သူမဟုတ်ခဲ့အဖေကသူဝါသနာပါတဲ့စာတင်ကြားခြင်းအလုပ်ကိုသာလုပ်လို့သူဖြစ်ခဲ့သည်အခုလက်ရှိတွင်လည်းတောင်ကြီးတက္ကသိုလ်မြန်မာစာဌာနမှာလက်ထောက်ကတိကရာထူးနဲ့တာဝန်ထမ်းဆောင်နေခဲ့သည်ငါရဲ့သွေးသားရင်းချတွေရမှာငါရဲ့လုပ်ငန်းတွေကိုဆက်မလုပ်ချင်တော့ဘူးဆိုရင်ဘယ်လိုလုပ်ရတော့မှလဲဖွားရဲ့တမီလည်းတက္ကသိုလ်တက်နေရတော့မလို့ပါပြီးတော့စဉ်းစားကြည့်အောင်ဖွားရဲ့တမီတက်နေရနိုင်ငံခြားဘာသာတင်တက္ကသိုလ်စိုက်ခြံလုပ်ငန်းတွေနဲ့ဘာမှမဆိုင်တာမောင်ခန့်အောင်လည်းစီးပွားရေးတက္ကသိုလ်ကဘွဲရပြီးစိုက်ခြံလုပ်ငန်းတွေလုပ်နေတာကြာရောပေါ့အဖွားကလည်း तू ကသူလေတမီးကဝါသနာမှမပါတာယွန်းတာအဲ့လိုပြောတော့အဖွားကဒူးကြီးတစ်ဖက်ကိုထောင်ကဆုံးသွားပြီဖြစ်တဲ့ယွန်းတာရဲ့အဖိုးကိုတပြီးငိုပါလေရောအမလေးကိုထိန်ဝင်းရေရှင်သားနဲ့ရှင်မြေးလုပ်ပုံတွေကိုမြင်ရလားတော့ရှင်မျက်နှိုးတန်မိုးထားခဲ့တဲ့စိုက်ပျိုးရေးခြံလုပ်ငန်းတွေကိုမလုပ်ချင်ဘူးတဲ့တရားဥမှစိတ်မဝင်စားပါဘူးတဲ့တော်ရေအဖွားအဲ့လိုငိုတော့လဲယွန်းတာမှာဘလို့လုပ်ရမှန်းမသိတော့ပါဘူးအဖွားဘက်ကကြည့်မယ်ဆိုရင်လည်းတိတ်တနာဖို့ကောင်းပါတယ်အဖိုးဆုံးကလေးကဒီစိုက်ပျိုးရေးခြံလုပ်ငန်းတွေတရက်သီးတင်ပို့တဲ့လုပ်ငန်းတွေမှန်သမျှကိုသူတယောက်တည်းဦးစီးပြီးလုပ်ကင်ခဲ့ရတာမလားအဖွားလည်းပင်ပန်းလာရောပေါ့ဖွားရဲ့မငိုပါနဲ့တော့အဖွားရဲ့လုပ်ငန်းအကြောင်းတွေကိုတမီတိမိခောက်မိနားလဲအောင်လေ့လာထားပါမယ်မနေ့ဖြန်ခြံထဲလိုက်ဆင်းကြည့်မယ်လေနော်တကယ်လားမြင့်ညီမနောက်ရဘူးနော်အဖွားကိုလာနောက်ရင်ငရဲကြည့်တတ်တယ်မနောက်ပါဘူးအဖွားရဲ့အတီးပြောနေရပါအဲ့ဒါဆိုဒီလုပ်ငန်းတွေနဲ့ပတ်သက်ပြီးလိုက်လေ့လာဖို့မောင်ခန့်မျိုးနောင်ကိုအကူအညီတောင်းရအောင်မယ်ဘာလို့အဲ့ကိုကြီးလဲအဖွားရဲ့စိုက်ပျိုးရေးခြံနဲ့ပတ်သက်လာရင်ပဲဖြစ်ဖြစ်စီးပွားရေးလုပ်ငန်းကိစ္စတွေမှာပဲဖြစ်ဖြစ်မောင်ခန့်မျိုးနောင်လောက် bright ဖြစ်တဲ့သူမရှိဘူးအဲ့ဒါကြောင့်မို့လို့လဲအဖွားတို့ကစိုက်ပျိုးရေးခြံလုပ်ငန်းတွေကိုအကျိုးတူပူးပေါင်းထားကြတာပြီးတော့မောင်ခန့်မျိုးနောင်ကသဘောလဲကောင်းတယ်တမီးကိုစိတ်ရှည်လက်ရှည်တင်ပေးနိုင်မှာဟုတ်ကဲ့ပါအဖွားကတော့ထမင်းကိုဗျမ်းကနေတစ်ချက်ဖြန့်ကလှဲ့ဝင်ရင်ဘေးအိမ်ဘက်ကခြံထဲကိုထွက်သွားခဲ့ပါပြီအဖွားကတော့လေအသက်80တဲ့ဟိုသာရောက်လာခဲ့တာအခုထိပေါ့ပါတွက်လက်နေတော့မှာပဲအခန်းကအဖွားခင်တို့ရဲ့ဒီတရက်ခြံထဲမှာစိတ်တလုံးတရက်ပင်တွေစိုက်တာများတယ်ဟိုဘက်ခြံထဲမှာတော့မချစ်စုနဲ့ရင်ခွဲသီးတရက်ပင်တွေရှိတယ်ကိုခန့်အောင်ရှေ့ရပြောသမျှကိုယွန်းတာနောက်ကလိုက်မှတ်ပြီးလေးလာနေရတာကမနက်ခင်း9 နာရီလောက်ကတည်းကစတာပါပဲအခု10 နာရီခွဲနေပြီ
ခုထိလည်းမပြီးသေးဘူးတရက်ပင်ပေါင်းထောင်ချီရှိရဲ့ခြံထဲကိုလိုက်ပတ်ပြီးတော့ကိုပြနေတော့တာဒီမဲ့အဲ့လိုမျိုးတရက်ပင်တွေအကြောင်းပြောပြမယ်ဆိုလဲအရေးရတဲ့တနေရာမှာထိုင်ပြီးပြောလို့မရဘူးလားတရက်ပင်တွေအများကြီးလိုက်ကြည့်နေရတာခြေထောက်တွေညောင်းပြီးတေတော့မယ်အမလေးဗျာဒါအခုမှအစပဲရှိသေးတာတရက်ပင်တွေမင်းကိုလက်တွေ့လိုက်ပြီးပြထားမှမင်းသိမှာပေါ့ကွာမကြခင်တရက်သီးအစိမ်းတွေကိုအိတ်လိုက်ဆွရတော့မယ်အဲ့ဒီခါကျရင်တရက်ပင်ထောင်နဲ့ချီပြီးတော့လိုက်ဆွရမှာအခုထက်ခြေတဝအောင်ကိုညောင်းမှာဒေါ်ရွန်းတာရဲ့မသိဘူးအခုညောင်းနေပြီခဏနာအောင်မှဖြစ်မယ်နာအောင်မယ်ဆိုပြီးကောက်ပါအောင်ကိုထွက်သွားတော့ခန့်အောင်ခမတယောက်တည်းနောက်မှာကြံနေခဲ့ရောပဲသူ့မှလည်းဒီကောင်မလေးကိုကြည့်နေနေဘလို့ကောင်မလေးပါလဲလို့တွေးနေခဲ့ရတယ်ဒီကောင်မလေးကတကယ်ကိုဘူးကလန်ငဆွာလေးရဲ့ဒီကြားတဲ့ဂျစ်ကန်ကန်ကလည်းနိုင်သေးတာစိတ်ကလည်းလက်တဆစ်ဒီကြားတဲ့စိတ်မထင်တယ်လို့စိတ်ဆိုးစိတ်ကောက်ကလည်းလှုပ်တတ်သေးတယ်ခက်တာဒီကောင်မလေးစိတ်ဆိုးစိတ်ကောက်နေရင်သူ့မှာတော်တော်လေးကိုဦးရားနေရတာပါပဲနှက်ခမ်းပပလေးကိုရှေ့ကိုဆူထားတတ်ပြီးမျက်နှာလေးကစူပုတ်ပုတ်လေးဖြစ်နေတတ်တာကတမျိုးလေးအဲ့ဒီကောင်မလေးမျက်နှာနဲ့လိုက်တယ်လို့ကိုမြင်နေမိတယ်ယွန်းတာအရေးရတဲ့တစ်ပင်တစ်ပင်အောက်မှာထိုင်လိုက်တော့ခန့်နောင်ကလည်းယွန်းတာထိုင်နေတဲ့တရက်ပင်နဲ့မျက်နှာချင်းဆိုင်တရက်ပင်အောက်မှာဝင်ထိုင်လိုက်တယ်ဒါနဲ့သိကျင်တာတစ်ခုရှိတယ်ဘာလို့တရက်သီးတွေကိုအိတ်ဆွရတာလဲဒီတိုင်းတရက်ပင်မှာပဲတိခိုက်လိုက်လို့မရဘူးလားဘာလို့အိတ်ဆွရတာလဲဆိုတော့အိတ်ဆွထားတဲ့တရက်သီးကအလုံးလာတယ်မှဲ့တဲ့အခါမှာလည်းတရက်သီးအလုံးတွေကပြက်ပြက်တွဲတွဲမဖြစ်ပဲမာပြီးစားလို့ကောင်းတယ်ပို့ပြီးတော့လည်းချိုးတယ်ပုတ်သွားတာတွေလည်းမရှိဘူးရှင့်ကြိုက်တာတွေလည်းမရှိဘူးငှက်တွေကလည်းမစားဘူးအဲ့ဒါကြောင့်အိတ်ဆွရတာအော်အိတ်ဆွတဲ့အခါကျရင်တရက်သီးအကင်းတွေကိုဆွရတာလားယင်မဟုတ်ဘူးကွာတရက်သီးအစိမ်းအလုံးခက်လက်လက်လောက်တွေကိုအိတ်လိုက်ဆွထားရတာအော်စိတ်မဆိုးဘူးဆိုရင်တခုလောက်မေးချင်တယ်အဖွားတို့တရက်ချန်ထဲမှာဘာလို့လောက်ကူပေးနေရလဲအဖွားတို့လုပ်ငန်းတွေမှာအဖွားနဲ့ကစီးပွားရေးပြိုင်ဘက်တွေမဟုတ်ဘူးလားမင်းတွေးတဲ့အတွေးထဲမှာတော့အဖွားနဲ့ကိုနဲ့ကစီးပွားရေးပြိုင်ဘက်တွေလို့မြင်ကောင်းမြင်နိုင်ပေမဲ့ကိုတွေးတဲ့အတွေးထဲမှာတော့အဖွားနဲ့ကိုတို့ကကျွန်းကိုင်းမီကိုင်းကျွန်းမီလုပ်နေကြတဲ့လုပ်ငန်းတူမိတ်ဆွေတွေပဲကိုတို့ရွာမှာရှိတဲ့သူတွေကသူ့လုပ်ငန်းကိုလုပ်ငန်းသိခွဲမနေကြဘူးလှုပ်ရှားရှိရင်အတူတူလုပ်လိုက်ကြတာပဲမိသားစုစိတ်သက်ရှိကြတယ်လို့ပဲပြောရမလားတရက်သီးအိတ်ဆွတဲ့အချိန်ရောက်ရင်ကြည့်လိုက်တခြားခြံတွေမှာရှိတဲ့အလုပ်သမားတွေအားစားရောက်လာပြီးလာကူပေးလိမ့်မယ်သူတို့အိတ်ဆွမဲ့အချိန်ရောက်တော့လဲကိုတို့ကသွားပြီးတော့လုပ်ကူလိုက်တာပဲလူရင်းများတော့ပြက်ခနဲ့တန်းပြေးသွားတာကိုခန့်အောင်ပြောမှပဲရွှေလန်းညောင်အန်ရွာလေးရဲ့စီလုံးညီညွတ်မှုစိတ်ကလေးကိုယွန်းတာတဖြည်းဖြည်းနားလည်လာရပါတယ်ကဲမင်းလည်းအမောပြေပြီဆိုရင်ကိုခြံထဲကစပယ်ဆိုင်ခင်းနဲ့နှင်းစီပန်းဆိုင်ခင်းတွေပဲလိုက်ပြမယ်ဒီချိန်ဆိုရင်စပယ်ခင်းနဲ့အလုပ်သမားတွေရှိနေလောက်အောင်ပါစပယ်ခင်းနဲ့နှင်းစီခင်းလို့ပြောလိုက်မှပဲယွန်းတာရဲ့စိတ်တွေတက်ကြွလာတော့တယ်မိန်းကလေးဆိုတာပန်းတွေရဲ့အတန်ကိုကြားရင်ပဲဖြစ်ဖြစ်မြင်ရင်ပဲဖြစ်ဖြစ်ပျော်လာတတ်ကြတာပဲမလားယွန်းတာလည်းစက်ခနဲ့ထားလိုက်ပြီးပန်းတွေစိုက်တဲ့စိုက်ခင်းတွေဘက်ကိုလိုက်ဖို့ပြင်ရတယ်ကဲတက်ပါဗျာလာပြန်ပြီဒီသုံးမိန်းရဘာဖြစ်လို့လဲဒေါ်ယွန်းတာရဲ့မင်းမအရန်ကြီးများတာပဲတရက်ချန်နဲ့ပန်းစိုက်ခင်းတွေကနည်းနည်းလေးလှမ်းတယ်ကွသုံးမိန်းနဲ့သွားမှရမယ်ယွန်းတာသုံးမိန်းပေါ်မတက်ပဲပိကက်ကက်လုံနေတော့ခန့်မျိုးနောင်ကထပ်ပြီးအမလေးဗျာမင်းနဲ့ကိုစီဝိုးကုန်ခံပြီးတော့မင်းကိုစိတ်ပြက်လက်ပြောက်ဖြစ်အောင်ခေါ်သွားပေးရအောင်မသွားခြင်းလည်းရတယ်တရက်ချန်ထဲမှာပဲနေရုံပဲသွားမယ်ဘာပြောလိုက်တာလဲကိုမကြားလိုက်ရဘူးသွားမယ်လို့ယွန်းတာအဲ့လိုဘူးဆက်ဆက်လေးអော်လိုက်ရင်ကိုခန့်အောင်သုံးမိန်းမရထိုင်ကုန်မှဝင်ထိုင်နေလေဖြတ်ခနဲပါပဲလေအဝေးမှာသူ့စီကခက်တင်းတင်းမွှေးနေတဲ့ကိုသိန်းရင်းနံလေးတစ်ခုကိုရလိုက်ရတယ်ပန်းဆိုင်ခင်းရှိတဲ့နေရာလေးဟာရွာလေးနဲ့ခက်လန်းလန်းလောက်တော့ထပ်သွားရပါတယ်တဖြည်းဖြည်းနဲ့ထန်းတော်တွေလေခွက်တွေကိုဖြတ်ပြီးသွားတဲ့အခါရှမ်းတောင်တန်းကြီးတွေကိုရိတ်ခနဲမြင်နေရတဲ့နေရာလေးမှာပန်းဆိုင်ခင်းအကျယ်ကြီးကိုလှမ်းမြင်လိုက်ရတော့တယ်ဟာလှလိုက်တာယွန်းတာအံ့ဩမင်သက်စွာသဘောကျမိသည်မိုးပြရောင်ကောင်းကင်ကြီးအောက်မှာကနမာပန်းတွေအဖြူအဝါစုံလင်စွာပွင့်ဖူးနေလိုက်ကြတာများနှင်းစီပန်းကင်းတွေကိုလည်းတွေ့ရတယ်စပယ်ပန်းအဖြူလေးတွေဝေးစားစားပွင့်နေတဲ့အခင်းတွေကိုလည်းမြင်နေရတယ်တပြေခင်းတွေဘက်မှာဆိုရင်ဖျားပန်းလုပ်ဖို့အတွက်ခူးနေကြတဲ့အလုပ်သမားတွေအများကြီးပဲပန်းဆိုင်ခင်းတွေကြားထဲကနေလမ်းလေးတစ်ခုရှိနေပြီးအဲ့ဒီလမ်းလေးရဲ့တက်မှာအိမ်လေးတစ်အိမ်ဆောက်ထားတယ်အဲ့ဒီအိမ်လေးစီကိုသုံးမိန်းလေးကိုမောင်းပြီးသွားရတယ်သူတို့ကိုမြင်တော့စိုက်ခင်းထဲမှာရှိတဲ့ကလေးလေးကပြေးထွက်လာပြီးအမေရေအကိုလေးလာတယ်ဗျို့အရန်လာတဲ့အကိုလေးကြီးစားလဲပါလာတယ်ထင်တယ်ဗျအဲ့လိုကလေးကပြောလိုက်တယ်အဲ့လိုအော်ရင်သူတို့သုံးမိန်းနောက်ကပြေးလိုက်လာရောပဲအဲ့ဒီကလေးရဲ့အော်တန်ကြောင့်ယွန်းတာရဲ့မျက်နှာလေးရဲကနေဖြစ်သွားရပြီးစိတ်ထဲမှာခံစားမှုတစ်မျိုးလေးဖြတ်ပြေးသွားရတယ်ဒီကလေးကတော့လေအတန်ကတေးသေးဆူဆူလေးဆိုတော့စိုက်ခင်းထဲမှာရှိတဲ့အလုပ်သမားတွေအများကြီးကလှမ်းကြည့်ကြရင်သူတို့စီကိုရောက်လာကြရောစိုက်ခင်းထဲမှာစောက်ထားတဲ့အိမ်လေးစီကိုရောက်တော့နောက်ကပြေးလိုက်လာတဲ့ကလေးလေးကကိုခန့်အောင်စီကိုရောက်ချလာတယ်အကိုလေးအနောက်အတွက်မဟုတ်ပါလား
ပါတာဗောတန်လုံးရမင်းအတွက်မုတ်တွေရောမင်းကြိုက်တဲ့အေးတွေရောပါတယ်ကိုခန့်နာကပါလာတဲ့မုတ်လေးတွေကိုထုတ်ပြီးတော့အဲ့ဒီတန်လုံးဆိုတဲ့ကလေးလေးကပျော်သွားတယ်တန်လုံးယူလိုက်တဲ့အချိန်မှာပချိုင်လေးတွေပါတာကိုမြင်လိုက်ရတယ်လေဟေးအကိုလေးခြံထဲရောက်လာတာလားအမလေးတော့အကိုလေးကောင်မလေးလားလှချက်တော့အဲ့ဒီအိမ်လေးတွေကနေထမင်းကိုခတ်တူဝစ်ထားပြီးထမင်းချက်နေဟန်တူတဲ့အမကြီးတယောက်ကအော်ပြီးထွက်လာပြန်တယ်ထပ်ပြီးတော့ယွန်းသားကိုကိုခန့်နောင်ကောင်မလေးလို့ပြောနေပြန်တော့သူမမျက်နှာမှာထားစရာနေရာမရှိတော့ဘူးရဲ့နားလေးတွေပါหนีရဲတက်လာခဲ့တော့တယ်ဟာရီးစားမဟုတ်ပါဘူးမလုံးရ तू ကအဖွားခင်တိုးမြီးစိုက်ခင်းတွေကိုလိုက်ပြပေးနေရဟဲအကြီးခင်တိုးမြီးလားဟိုကောင်ငနာလေးတန်လုံးဘာလို့ရှောက်អော်လာလဲမသိဘူးအာနာဖို့ကောင်းလိုက်တာဟဲ့ကဲဟဲဘာမှမဆိုင်ပဲကလေးကောင်ကိုတောက်ခနဲ့ခောက်ခံလိုက်ရတယ်ဟိုကလေးတန်လုံးခမအစားအသောက်စားဖို့ငန်းနေတော့ဗလိုင်းကြီးခေါင်းခောက်ခံရတော့ကြောင်တောင်လေးကြည့်နေရှာတယ်လေအနော့ဘာလို့ရိုက်တာလဲအမေကတန်လုံးကခေါင်းကိုပုတ်ရင်ငိုးမဲလေးပြောနေရှာတယ်မလုံးကလည်းလေကလေးကိုစိတ်မထင်သလိုလှော်ခတ်ပြန်ပြီလာတန်လုံးလာမုတ်ယူပြီးသွားစားနေတော့ကိုခန့်နောင်ကမုတ်ထုတ်တွေပေးလိုက်တော့တန်လုံးကမုတ်ထုတ်ကိုယူပြီးပြေးသွားသည်ညီမလေးရဲ့ဖြူနုဥဖက်ပြီးချစ်ဖို့ကောင်းလိုက်တာမှပြောမနေပါနဲ့တော့တော်ရဲ့ဟုတ်အမကျေးဇူးပါရှင်ကဲယွန်းသား तू ကမလုံးရဲ့ယောက်ျားကိုတန်ချောင်းစောနာကလေးလေးကမလုံးနဲ့ကိုတန်ချောင်းတို့ရဲ့သားတန်လုံးသူတို့ကကိုယ်ဆိုင်ချန်ထဲမှာလှုပ်လာတာကြာနေပြီကိုမျက်နှာလွှဲထားလို့ရတဲ့အလုပ်သမားခေါင်းဆောင်တွေလို့လည်းပြောလို့ရတယ်ကဲလာကိုမင်းကိုပန်းဆိုင်ခင်းနဲ့လိုက်ပြမယ်ကိုခန့်နောင်ခေါ်တဲ့နောက်ကိုယွန်းသားလိုက်လာခဲ့တယ်ဒါကကနမာပန်းအဝါဆိုင်ခင်းများသောအားဖြင့်ဒီပန်းတွေကိုကိုရိုးဆိုင်ခင်းတွေကနေမိထီလာဈေးတွေကိုဖျားပန်းအဖြစ်ပန်းတယ်တွေစီတွင်းတယ်ဟိုဘက်ကစပယ်ခင်းစပယ်ပန်းတွေကိုကြာတော့မနက်9နာရီရင်6နာရီလောက်အတွင်းမှာပွင့်တဲ့အပွင့်လေးတွေကိုခူးထားရတယ်ပြီးရင်အလုပ်သမားတွေကစပယ်ပန်းလေးတွေကိုပြန်တီးတယ်ပြီးရင်ဖောက်တယ်တွေကိုပြန်ပေးရတယ်စပယ်ပန်းနဲ့လေးတွေကလေအဝိမှာမှုေးပြန်လာတယ်ကျွန်တော်ကနှင်းစီခင်းကြီးကိုကြည့်ကျင်တာဟုတ်ပါပြီဒီရာဒီချိန်မှာတော့ကိုယ့်စီမှာနှင်းစီပန်းကြက်သွေးရောင်လေးတွေပဲရှိနေအောင်မယ်အဝါနဲ့အဖြူလေးတွေကရာဒီချိန်မဟုတ်သေးဘူးရတယ်ဘာပဲဖြစ်ကြည့်ပါနှင်းစီပန်းကင်းကြီးကိုမြင်လိုက်ရတော့အရန်သဘောကျဖို့ကောင်းတာပါပဲခါအရက်လောက်ထိပဲအပင်ရရှိပေမဲ့နှင်းစီပန်းပွင့်ချက်လေးတွေဟာပွင့်နေရလဲရှိရဲ့ငုံနေတာလေးလည်းရှိရဲ့ငုံနေတဲ့နှင်းစီဘူးလေးတွေကိုအိတ်သေးသေးလေးတွေလိုက်ဆွတ်ထားကြတယ်လေကိုချန်ထဲမှာနှင်းစီပင်အမျိုးအစား၄-၅မျိုးလောက်ရှိရဲ့အခုတော့မိသားစုနှင်းစီရဲ့ရေမွေးနှင်းစီရဲ့စူးမဲ့နှင်းစီအမျိုးအစားတွေပဲရှိသေးတယ်ယွန်းတာလည်းနှင်းစီပွင့်အကြီးအကြီးကိုမြင်လိုက်ရတဲ့အခါစိတ်ကမနေနိုင်တော့ပဲလှမ်းချိုးယူမိလိုက်တော့တာပေါ့နှင်းစီပန်းရဲ့ဘေးမှာကာယံထားသောစူးတို့ကလက်ကိုစူးသွားသည်သွေးတွေကရဲကနေဟာယွန်းတာရရဲ့လားမှန်စမ်းပြစမ်းကိုခန့်နောင်ဟာစက်ခနဲသူမလက်ကလေးကိုဆွဲကင်ရင်စူးသွားတဲ့နေရာကိုကြည့်နေတယ်လက်ထိတ်လေးမှာသွေးလေးတွေကရဲလို့အရန်နာသွားလားရှင်ယွန်းတာလည်းကိုခန့်နောင်မောကြည့်လိုက်မိတယ်သူကယွန်းတာရဲ့လက်ကိုကင်ထားရင်သူ့ရဲ့အပေါ်တဲ့အင်ကြီးစားလေးနဲ့လက်ကိုဖိထားပေးတယ်နှင်းစီပန်းကိုလိုချင်ကို့ကိုပြောမှာပေါ့အဲ့ဒီစူးတွေကစူးလိုက်ရင်အရန်အောင့်နေတတ်တယ်အခုနာသွားရပြီမလားစူနေတာမျိုးငေါက်နေတာမျိုးမဟုတ်ပဲစိုးရင်ပူပန်သွားလို့ဂယုဆိုင်ဖို့ပြောနေတဲ့ပုံစံလေးကယွန်းတာရင်ထဲမှာနှွေးကနေပါပဲဘယ်လိုပြောရမလဲဓားရှာသွားတဲ့ကလေးတယောက်ကိုလူကြီးတယောက်ကရိုက်နှက်ခြင်းမရှိပါပဲနောက်တစ်ခါကျရင်ဓားကင်တဲ့အခါသတိထားဖို့အတန်အေးအေးလေးတွေနဲ့ဆုံးမနေတယ်လို့မျိုးခံစားလို့ကောင်းလိုက်တာဟိုလေးလက်လွတ်လို့ရပါပြီကျွန်တော်တတ်တာတယ်ဟုတ်ပါပြီကဲဒီအပွင့်လေးလိုချင်တာမလားကိုခူးပေးမယ်သူကနှင်းစီပန်းအပွင့်လေးရဲ့ရိုးတံအောင်စူးသိမ့်မရှိတဲ့နေရာလေးကိုဆက်ခနဲ့ရောက်သွားပြီးလက်နဲ့ချိုးချလိုက်တယ်ကဲရပြီရော့ယွန်းတာရဲ့လက်ထဲကိုနှင်းစီပန်းရဲ့ရဲလေးပေးလိုက်တဲ့အခါမှာယွန်းတာရဲ့နှလုံးခုန်တန်တွေတိတ်ခနဲသူမလည်းဘာမှမတွေးထားမိပဲနှင်းစီပန်းအနီလေးကိုအမတ်တမဲ့ဆန်စွာပန်လိုက်မိတယ်ဒီနေ့ကြမှာပဲနှင်းစီပန်းရင်းနှံလေးကသူ့ကိုယ်သိန်းရင်းနှံလေးကိုမကြော်လွားနိုင်တယ်လို့ခံစားနေမိတာဘာကြောင့်များပါလဲ